ဒါလေးကကြတော့အိမ်မှာလှုပ်ရှားဖြစ်တဲ့ကျမတို့ရိုးရအစားအစာတစ်ခုဖြစ်တဲ့ဝဲဥချောင်းလေးဖြစ်ပါတယ်ဝဲဥချောင်းလောက်တာဘာမှတော့မခက်ပါဘူးအခြေပေးရတာတစ်ခုပါပဲအစာပလာထဲလာတော့နည်းနည်းတူတခြားထဲတာတွေတော့မရှိပါဘူးเนาะလိုအပ်တဲ့အရာကြတော့ဝက်သားတို့စက်သွနဲ့စက်တဖြူငယ်ဦးတီအရာတာမောက်ချင်းစပလင်းပြီးတော့မက်ခါတီမောက်အဲ့ဟာတွေပဲရတမနေပြီးတော့လောက်စားလိုက်ရုပ်ပါပဲဘာမှတော့မခက်ပါဘူးကျမတော့နေထားပြီးလို့ရှိရင်တော့တညတိတ်ထားပါတယ်မော်ရေခဲတက်တာထမှပြီးနောက်ရမှာပဲပြလောက်စားဖြစ်တယ်ဘုနော်အဲ့လိုမျိုးထဲတဲ့ချိန်မှာတော့အချိန်ပေးရတာတခုပါပဲအဲ့ဒါတော့တော်တော်လို့အချိန်လောက်ပြီးတော့အရန်ပြုံးနေတယ်ဗောနော်ကျမလောက်ပြီးတဲ့ချိန်လေသူလီလေးပြက်ကအောင်ဆိုပြီးတော့တော့ကြောက်ထုတ်တဲ့နဲ့အပေါက်လည်းဖောက်ပြီးတော့ဗောနော်လက်ထိပ်ပြီးတော့ထိုးပြီးဗောနော်ပြီးတော့ကျမပြောတဲ့ချိန်ဆိုလဲသူထိုးပြီးတယ်ကြော်တဲ့ချိန်လဲထိုးပြီးတယ်အဲ့လိုမျိုးဗောကျမတော့ရေလိုပြုတ်တယ်ရေခါတဲ့ထိပြုတ်ပြီးလို့ရှိရင်ရေခမ်းရင်စီရင်းနဲ့လည်းထည့်ပြီးတော့မီအီလေးကြော်စားတာဖြစ်ပါတယ်ဒါကတော့ကြိတ်ပြီးတဲ့အနေထားပါရှင့်ကျေးဇူးတင်ပါတယ်